တိုင်းပြည်တစ်ခုရဲ့ဧကရမင်းဟာအစားအသောက်အလွန်အမင်းကြိုက်နှစ်သက်ပြီးစားတောက်လွန်တာကြောင့်ကိုလေးချိန်ပေါင်း300ကျော်အထိရှိနေတဲ့ဝါဝတုတ်တုတ်ဧကရမင်းတစ်ပါးဖြစ်နေပါတယ်။သူ့ရဲ့ခန္ဓာကိုယ်အရွယ်စားကြောင့်အမတ်ကြီးတွေနဲ့စစ်သူကြီးတွေကတောင်သူတို့ရဲ့သမီးတွေကိုဧကရမင်းနဲ့လက်ဆက်ပေးဖို့မလိုလားကြပါဘူး။ဒီလိုနဲ့အသက်30အထိမိဖုရားမရှိဘဲလူပြိုကြီးအဖြစ်နန်းတက်နေခဲ့ရပါတယ်။တညမှာတော့ဧကရမင်းဟာအလွန်လှပတဲ့အိမ်မက်တစ်ခုမက်နေခဲ့ပါတယ်။ဒါပေမဲ့အိယာကနိုးလာတဲ့အခါသူ့အိယာပေါ်မှာသူမမြင်ဘူးသေးတဲ့မိန်းကလေးတစ်ယောက်လဲလျောင်းနေတာကိုတွေ့လိုက်ရပါတယ်။အခြေအနေကိုအသေးစိတ်မစုံစမ်းရသေးခင်မှာပဲအဲ့ဒီမိန်းကလေးကိုသဘောကျသွားပြီးနန်းတွင်ပြူတော်တွေကိုရေချိုးတန့်စင်ပေးဖို့အမိန့်ပေးခဲ့ပါတယ်။အဲ့ဒီနောက်သူမကိုမိဖုရားခေါင်းကြီးအဖြစ်တင်မြောက်ဖို့ပါဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ဧကရမင်းမသိသေးတာကတော့အဲ့ဒီမိန်းကလေးဟာခေတ်သစ်ကဘာကနေအတိတ်ခေတ်စီမတော်တဆကူးပြောင်းရောက်ရှိလာသူဖြစ်နေတာပါပဲ။ခေတ်သစ်ဘဝမှာတော့သူမဟာအမှုပညာရှင်တွေနဲ့အထူးသဖြင့်ရုပ်ချောတဲ့အိုင်ဒေါတွေကိုသဘောကျအားပေးရတာဝါသနာပါတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့အတိတ်ကိုရောက်လာပြီးနောက်သူမရဲ့ကံကြမ္မာကလုံးဝပြောင်းလဲသွားပါတယ်။ရုပ်ချောတဲ့မင်းသားတစ်ပါးနဲ့တွေ့ရမယ့်အစားသူမရဲ့ခင်မုန်းဖြစ်လာမဲ့သူကပေါင်300ကျော်ရှိတဲ့ဝါဝတုတ်တုတ်ဧကရမင်းဖြစ်နေပါတယ်။ပိုဆိုးတာကမင်္ဂလာဆောင်တဲ့နေ့မှာပဲဧကရမင်းရဲ့ကိုလေးချိန်ကိုမခံနိုင်တော့ပဲမင်္ဂလာကုတင်ကြီးကကျိုးကျသွားခဲ့ပါတယ်။ဧကရမင်းကလည်းဘောလုံးကြီးတစ်လုံးလိုလိမ့်ကျသွားတာကြောင့်သူမဟာသူ့ရဲ့ကံကြမ္မာကိုမယုံနိုင်အောင်ဖြစ်သွားပါတယ်။ဒါပေမဲ့ဧကရမင်းရဲ့မျက်နှာကိုတေချာအနီးကပ်ကြည့်လိုက်တဲ့အခါသူမရဲ့အမြင်ကရုတ်တရက်ပြောင်းလဲသွားပါတယ်။ဝါဝတုတ်တုတ်ဖြစ်နေတဲ့မျက်နှာအောက်မှာမြင်မာတဲ့နာဒန်နဲ့ဆိုင်တဲ့မျက်လုံးအိမ်နဲ့ထက်မြက်တဲ့မေယိုလိုင်းတွေရှိနေတာကိုသူမသတိထားမိလိုက်ပါတယ်။အစီရီတာဖယ်ရှားလိုက်နိုင်ရင်ဒီဧကရမင်းဟာအလွန်ရုပ်ချောတဲ့အမျိုးသားတစ်ယောက်ဖြစ်လာနိုင်တယ်လို့သူမယုံကြည်သွားပါတယ်။အဲ့ဒီအချိန်ကစပြီးသူမရဲ့ရည်ရွယ်ချက်ကဧကရမင်းကိုဝိတ်ချစေပြီးကျမ်းမာတန်ဆွမ်းတဲ့အပြင်ရုပ်ရည်ကောင်းတဲ့ခင်မုန်းတစ်ယောက်အဖြစ်ပြောင်းလဲပစ်ဖို့ဖြစ်လာပါတယ်။ဒါကြောင့်မင်္ဂလာဆောင်ပြီးမနက်မိုးမလင်းခင်မှာပဲဧကရမင်းရဲ့ဝိတ်ချရေးအစီအစဉ်ကိုစတင်လိုက်ပါတယ်။ပထမဆုံးအနေနဲ့အိယာပေါ်ကနေဆွဲချပြီးနန်းတော်အတွင်းပြေးလွှာလေ့ကျင့်ခန်းလုပ်ခိုင်းပါတယ်။ဧကရမင်းနောက်ကနေမိမဆိုးတွေနဲ့အပြူတော်တွေပါအပြေးလွှာလိုက်လာကြတာကြောင့်နန်းတော်တစ်ခုလုံးစီကားနေပါတော့တယ်။ဒါပေမဲ့မီတာ100တောင်မပြေးရသေးခင်မှာပဲဧကရမင်းဟာမောပန်းလွန်းလို့ခြေလန်းတောင်မရွှေ့နိုင်တော့ပါဘူး။မိဖုရားကတော့အလျှော့မပေးဘဲဆက်လက်လေ့ကျင့်ခိုင်းနေပါတယ်။အဲ့ဒီအချိန်မှာနန်းတွင်းမိမဆိုးတွေနဲ့အပြူတော်တွေကမိဖုရားရဲ့ပြင်းထန်တဲ့အပြုအမူကိုမြင်ပြီးသူမကိုဖမ်းဆီးဖို့ပြေးဝင်လာကြပါတယ်။ဒါပေမဲ့ဧကရမင်းကမိဖုရားကိုကိုယ်တိုင်ကာကွယ်ပေးလိုက်ပါတယ်။မိဖုရားကသူ့ကိုဘလို့ပဲဆက်ဆံပါစေသူ့ရဲ့မိဖုရားကိုဘယ်သူမှထိခိုက်အောင်မလုပ်ရဘူးဆိုတဲ့သဘောထားကိုပြက်ပြက်တသားပြသလိုက်တာကြောင့်မိဖုရားဟာနန်းတွင်းမှာပို့ပြီးရဲတင်လာပါတယ်။နိုင်ဝက်ခန့်လေ့ကျင့်ပြီးတဲ့အချိန်မှာတော့ဧကရမင်းဟာချွေးတွေရွှဲပြီးခြေကုပ်လက်ပန်းကျသွားပါတယ်။မိဖုရားကတော့လေ့ကျင့်ခန်းပြီးတာနဲ့အစားအသောက်တွေခိုးမစားစေဖို့မိမဆိုးတွေနဲ့အပြူတော်တွေကိုပါစောင့်ကြည့်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့ဝိတ်ချဖို့အတွက်လေ့ကျင့်ခန်းတစ်ခုတည်းနဲ့မလုံလောက်တာကြောင့်အစားအသောက်ကိုပါပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ထမင်းချက်ဆောင်ကိုတွားကြည့်လိုက်တဲ့အခါဧကရမင်းရဲ့မနက်စာအဖြစ်ဝက်ပေါင်ပေါင်းချိုချင်ငါးနဲ့ပြားရည်စိမ်ပဲကင်းတို့ကိုပြင်ဆင်ထားတာကိုတွေ့လိုက်ရပါတယ်။နန်းတွင်းမှာဒီလိုအစီနဲ့ကယ်လိုရီများတဲ့အစားအစာတွေကိုနေ့တိုင်းစားနေရတာကြောင့်ဧကရမင်းဝိတ်တက်နေတာဟာမဆန်းတော့ပါဘူး။အဲ့ဒါကြောင့်မိဖုရားကထမင်းချက်ဆောင်တစ်ခုလုံးကိုအစားအသောက်ပုံစံပြောင်းလဲဖို့အမိန့်ပေးလိုက်ပါတယ်။အသားနဲ့ငါးတွေကိုရှော့ချပြီးဟင်းသီးဟင်းရွက်တို့ကူးနဲ့ကျန်းမာရေးအတွက်တင့်တော်တဲ့အစားအစာတွေကိုပဲပြင်ဆင်ပေးဖို့သတ်မှတ်လိုက်ပါတယ်။မိဖုရားဟာထမင်းချက်ဆောင်ကနေထွက်လာပြီးမကြခင်မှာပဲမိမဆိုးငယ်တစ်ယောက်ကအသက်ရှူမဝအောင်ပြေးလာပြီးဧကရမင်းနဲ့ပတ်သက်တဲ့အရေးကြီးသတင်းတစ်ခုကိုလာပြောပါတယ်။အဲ့ဒီသတင်းကိုကြားလိုက်ရတဲ့မိဖုရားဟာဧကရမင်းလေ့ကျင့်ခန်းလုပ်ရင်းတစ်ခုခုဖြစ်သွားပြီလားဆိုပြီးထိတ်လန့်သွားပါတယ်။ဒါပေမဲ့နောက်ဆုံးသိလိုက်ရတဲ့အကြောင်းအရာကတော့ထင်ထားတာထက်ပိုပြီးရေးစရာကောင်းနေပါတယ်။ဧကရမင်းဟာနန်းတော်ပလင်းပေါ်မှာညက်နေပြီးထွက်လို့မရတော့တာဖြစ်ပါတယ်။မိဖုရားဟာချက်ချင်းပစိန်တစ်ချောင်းယူပြီးနန်းတော်ဘက်ကိုအပြေးသွားပါတယ်။အဲ့ဒီမှာတော့ဧကရမင်းဟာပလင်ထိုင်ကုန်ကြီးထဲမှာတကယ်ပဲညက်နေပြီးမျက်နှာတစ်ခုလုံးနီးရဲကချွေးတွေရွှဲနေပါတယ်။ပိုပြီးအံ့အားသင့်စရာကောင်းတာကဒီလိုဖြစ်တာဟာပထမဆုံးအကြိမ်မဟုတ်ပဲ10ရက်အတွင်း10ကြိမ်မြောက်ဖြစ်နေပြီဆိုတာပါပဲ။နောက်ဆုံးမှာမိဖုရားဟာပလင်ကိုပြင်ဆင်ဖို့ထက်ပြဿနာကိုတိုက်ရိုက်ဖြေရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ပလင်ကိုဘေးဆောင်လဲချပြီးမိမဆိုးတွေကဧကရမင်းကိုဆွဲထုတ်ဖို့ကြိုးစားကြပေမဲ့လက်တင်တွေကြောင့်မလွယ်ကူသေးပါဘူး။အဲ့ဒီအချိန်မှာမိဖုရားကပစိန်ကိုကင်ပြီးပလင်ရဲ့လက်တင်နေရာတွေကိုအားကုန်ခုတ်ချလိုက်ပါတယ်။လက်တင်တွေကျိုးကျသွားတာနဲ့ဧကရမင်းလည်းပလင်ထဲကနေလွတ်မြောက်ပြီးကျမ်းပြင်ပေါ်ကိုလိမ့်ကျလာပါတယ်။နောက်ဆုံးမှာမိမဆိုးတွေကသူ့ကိုတွဲခေါ်ပြီးအနားယူဖို့နန်းတော်ဘက်ကိုပြန်ပို့လိုက်ကြပါတယ်။အဲ့ဒီနောက်ဧကရမင်းအတွက်မိဖုရားသတ်မှတ်ထားတဲ့မနက်စာကိုပြင်ဆင်ပေးလိုက်ပါတယ်။ဒီတစ်ခါမှာတော့အရင်ကလိုအရသာပြင်းတဲ့အသားဟင်းတွေမရှိတော့ဘဲဟင်းသီးဟင်းရွက်စုပ်ပူဟင်းရည်နဲ့အစီနဲတဲ့အစားအစာတွေကိုပဲစပွဲပေါ်မှာတွေ့ရပါတယ်။ဧကရမင်းကအစားအစာတွေကိုမြင်လိုက်တာနဲ့စိတ်ပြတ်သွားပါတယ်။သူ့လိုဧကရတစ်ပါးအနေနဲ့ဒီလိုရိုးရှင်းတဲ့အစားအစာတွေကိုစားရတာကမင်းကုန်မရှိသလိုခံစားနေရပါတယ်။ဒါပေမဲ့မိဖုရားကတော့အလျှော့မပေးပါဘူး။ပလင်ပေါ်မှာညက်နေခဲ့တဲ့အဖြစ်ကဒီအစားအစာတွေစားရတာထက်ပိုပြီးရေးစရာကောင်းကြောင်းပြန်လဲထောက်ပြလိုက်တဲ့အခါဧကရမင်းဟာရှက်ရွံ့သွားပြီးသူ့အဖြစ်ပြက်ဟာပလင်ရွယ်စားမမှန်တာကြောင့်ဖြစ်ရတာလို့အကြောင်းပြန်ဖို့ကြိုးစားပါတယ်။သူ့အဆိုအရနန်းတွင်းလက်သမားတွေကပလင်ရွယ်စားကိုမှားယွင်းပြုလုပ်ထားတာဖြစ်ပြီးအဲ့ဒီကြောင့်ပဲ10ကြိမ်တိုင်တိုင်ညက်ခဲ့ရတာဖြစ်ပါတယ်။မိဖုရားကတော့အဲ့ဒီအကြောင်းပြချက်ကိုတိတ်မယုံပေမဲ့သူ့ကိုစပွဲမှာအတူထိုင်စေပြီးကျမ်းမာရေးနဲ့ကိုက်ညီတဲ့အစားအစာတွေကိုစားစေဖို့ကြိုးစားပါတယ်။ပြုတ်ထားတဲ့ဘန်ကော်ဖီစိမ်းကိုပင်ဧကရမင်းစားနိုင်အောင်တိုက်ရိုက်ကျွေးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဧကရမင်းကတော့အရင်ကစားနေကြအစားအစာတွေကိုပဲတန်းတန်းနေပါတယ်။ဝက်ပေါင်ပေါင်းငါးချိုချင်ပေါင်းနဲ့ပြားရည်စိမ်ပဲကင်တွေကိုပြန်စားခြင်းပေမဲ့မိဖုရားကအားလုံးကိုဖယ်ရှားထားပြီးဖြစ်ပါတယ်။နောက်ဆုံးမှာမိဖုရားကလက်ရှိစားလို့ရတဲ့ပန်းကော်ဖီစိမ်းတခွာတီကြက်ရင်ပုံသားမိုးနက်နဲ့တူဘူးတို့တွေကကြိုက်တာတစ်ခုကိုရွေးချယ်ဖို့ပဲခွင့်ပြုလိုက်ပါတယ်။အစားအသောက်တွေအားလုံးပျောက်ကွယ်သွားတာကြောင့်ဧကရမင်းဟာအာနာကြီးတဲ့မင်းတစ်ပါးပုံစံကနေအစားအသောက်ဆုံးရှုံးသွားတဲ့ကလေးတစ်ယောက်လိုဖြစ်သွားပါတယ်။သူဟာစပွဲအဆုံးပေါ်မှာမေးစစ်တင်ပြီးမိဖုရားကိုတနာစရာမျက်လုံးတွေနဲ့မော့ကြည့်နေပါတယ်